ကဘာနဲ့တူလဲဆိုရင်ဟာကိုနဲ့အတူတူပဲတဲ့ကွာဝါနဲ့ဟာကိုနဲ့အတူတူပဲတဲ့နော်ကွာဝါနဲ့ဘာနဲ့အတူတူပဲလဲဟာကိုနဲ့အတူတူပဲတဲ့နော်ကဲဟုတ်ပြီကွာဝါနဲ့ဘာနဲ့အတူတူပဲလဲဟာကိုနဲ့အတူတူပဲဘာကွာလဲဆရာမဆိုဟာကိုကကြတော့စကားပြောမှာပိုသုံးတယ်ကွာဝါကအရေးမှာပိုသုံးတယ်နော်ကွာဝါကကြတော့ကျမတို့အရေးမှာပိုသုံးတယ်ဟာကိုကကြတော့အပြောမှာပိုသုံးတယ်အဲ့မှာတခုပြောချင်တာကဘာလဲနော်ကွာဝါရဲ့အဓိပ္ပာယ်ကတော့သူကနှင့်သို့မဟုတ်နဲ့ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အဲ့ကြတော့နှင့်ကဘာနဲ့တူလဲအရေးပုံစံနဲ့တူတယ်ဟုတ်တယ်နော်နဲ့ကကြတော့ငါတို့စကားပြောပုံစံနဲ့တူပါပေါ့စကားပြောမှာကြတော့ကျွန်တော်နဲ့ညီကလို့အဲ့လိုမပြောကျွန်တော်နဲ့ညီကအဲ့လိုပဲသုံးတယ်ဆိုတော့ကွာကကြတော့အသက်တန်ပါရင်ငါတို့ကမောပါရင်ကွာသုံးတယ်နော်ကွာသုံးပြောအသက်တန်ပါရင်ကွာသုံးတယ်အသက်တန်မပါခဲ့ရင်တော့ကျမတို့ကဝါသုံးတယ်အသက်တန်ပါရင်ကွာအသက်တန်မပါရင်ဝါနော်အသက်တန်ပါရင်ကွာအသက်တန်မပါရင်ဝါရလားနားလဲလားမသိဘူးကဲဟုတ်ပြီအသက်တန်ပါရင်ကွာအသက်တန်မပါရင်ဝါအဲ့လိုသုံးတယ်အသက်တန်ပါတာကိုကြည့်မယ်ဆိုရင်အသက်တန်ပါတဲ့စကားလုံးတွေကခက်မာလေးတွေရှိတဲ့အခါကျရင်ကွာနဲ့ကတ်လိုက်ပျော့ပြောင်းလေးတွေဆိုရင်ဝါနဲ့ကတ်လိုက်ပေါ့နော်ဒါလွယ်အောင်ပြောပြပေးရပါနော်ဥပမာဇမတို့ကဒီမှာသုံးပါပြီစာအုပ်ခဲတံအဲ့နှစ်ခုကိုဆက်ကြည့်အောင်ရှေ့စကလုံးကိုကြည့်ပြီးတော့ငါတို့ကကွာဝါရွေးမှာလားဒီစကလုံးကိုကြည့်ပြီးတော့ဒီရှေ့စကလုံးကိုကြည့်ပြီးရွေးမှာလားဒီနောက်စကလုံးကိုကြည့်ပြီးရွေးရမှာလားရှေ့စကလုံးကိုကြည့်ပြီးရွေးရမှာနော်ဒီရှေ့မှာကတ်မှာဆိုအသက်တန်ပါနေတာဖြစ်တဲ့အတွက်ကွာနဲ့ဆက်မယ်နော်ချက်ကွာယွန်ဖီလ်ချက်ကွာယွန်ဖီလ်နော်ရလားအဲ့ဒီနားလဲလားစာအုပ်နဲ့ခဲတံမိန်းကလေးနဲ့ယောက်ျားလေးယောက်ျားကိုကြည့်မလားနမ်ဂျာကိုကြည့်မလားယောက်ျားဂျာကိုကြည့်လိုက်တော့အသက်တာပါလားမပါဘူးယောက်ျားဝါနမ်ဂျာကဲနော်အဲ့ဒါဆိုရင်အခုတောက်ချောက်ပြောကြည့်မယ်နော်၄-၅လုံးရေးမယ်ချရေးစရာမလိုဘူးပါဇက်ကပြောကြည့်မယ်နော်ကဲဒီနေရာမှာဗာထည့်လိုက်မလဲဒုံးစင်ကွာနူနာမှန်လား阿爸와 엄마 친구와 저 집과 차 홍수와 지진 홍수ဆိုတာသိအောင်ပြောမယ်ဆိုရေကြီးခြင်းကငလင်ဆိုတော့ကိုဘေးမှာကိုရီးယားကြီးရှိနေကြီးချင်းလို့អော်နေတော့ကိုမသိဘဲနေဘူးကြီးချင်းဆိုရလားဘာကြီးချင်းလဲကြီးချင်းတော့မော်ရေရုံနဲ့လုံနေလို့မရအောင်နော်ဟုံးစုကရေကြီးခြင်းကြီးချင်းကငလင်အခုငလင်လောက်တဲ့ကိစ္စကဘာတိသွားပြီဆိုရင်တော့အဲ့ဒါတန်ရုံးဆောင်ပွဲပိုင်းမှာကြီးချင်းအကြောင်းပါလာနိုင်တာပေါ့နော်သူတို့ကအရန်မေးတာအဲ့လို Trump ဖြစ်သွားတဲ့ကိစ္စတွေအရန်မေးတယ်ကြီးချင်းမှတ်တာနော်ငလင်ကြီးဆိုတာမြေကြီးလေ
수 소라 예 할라 수경소 예공면만 바로 EBS မှာကြက်ဖူးတယ်ဟုတ်တယ်နော်수ဆိုတာနော်ကြီးဆိုတာမြေကြီးလေကြီးဟာချော်မြေအောင်ရထားဟုတ်လားကြီးဂျင်းဆိုတာကနော်ဂျင်းတုံးလို့ဘာလို့ဆိုရင် vibration တုံခါမှုအဲ့ဒါတွေတုံးတာမြေကြီးတုံခါသွားဖြစ်တဲ့အတွက်ကြီးဂျင်းနော်โอเคအဲ့ဆိုရင်ဒီမှာကြည့်ကြအောင်나는 봄과 가을을 좋아합니다. 나가러 뇌우네 상우고 짜이빠래. 너 동생과 누나가 집에서 기다립니다. 니린의 아마가 이마 싸우니 바래. 너 봄소라 바래 뇌우 가을소라 상우. တလုံးချင်းဒီဟာတွေအကုန်လုံးမသိတာမရှိအောင်လိုက်ကြတော့နော်အဲ့ဒါမှလိုက်မိမှာနော်တေချာပြောပြတယ်ဒီချက်လဲအရင်ထက်ကိုခေးစီတွင်းချတင်ပေးနိုင်အောင်ပို့စူးစမ်းပေးမယ်အတန်းအောင်ကြောင့်မို့ကိုနိုင်တဲ့လောက်ပဲ short ကိုင်းလိုက်တာနော်ဒုံစင်းกว่าညီလေးနဲ့နူနာကအမကကြည့်ပဲစောဂီတာရမီတာအိမ်မှာစောင့်ပါတယ်책상 위에 시계와 책이 있습니다. 서회보마 나인의 사오가 시바래. 하지만 나는 봄과 가을을 좋아합니다. 이만 와자는 장포게봐. 이만 기다리다서 상디너. တင်မိုးပြီးသားလူတွေအတွက်ကလည်းတိတယ်ဒါပေမဲ့တခါလေပါဇက်ကထွက်မလာဘူးဆိုတာတေချာမီးနဲ့ကစိတ်ထဲမဆွဲလို့အခုကလေးကတေချာမှတ်ဂီတာရီတာဆိုတာစောင့်သည်ဂီတာရီစေကိုဆိုရင်စောင့်ပါဂီတာရီတာနော်စောင့်သည်ဂီတာရီတာဂီတာရီတာပြန်ရေးပေးထားနော်ဒီမှာကြည့်ဂီတာရီတာစောင့်သည်ကိုဘယ်လိုပြောလဲဂီတာရီတာတချို့ကဖတ်တယ်ဂီတာရီတာလို့ဖတ်တာမဟုတ်ဘူးနော်ဂီတာရီတာမရှိဘူးဂီတာရီတာနော်โอเคအဲ့ဆိုရင်ဒါ grammar နှစ်ခုပြီးသွားပြီအဲ့ကြတော့ကျမတို့မာရဂီသွားမယ်ရှေ့ကိုပြီးခဲ့တဲ့စာမျက်နှာတွေပြန်လှန်မယ်နော်ပြန်လှန်မယ်စာမျက်နှာဟိုပြန်ရောက်သွားမယ်184ကိုပြန်ရောက်သွားမယ်오후에 선물을 사러 갑시다. 여비라. 네개 마이마 레상고 외보 도와자소. 오후 뒤에 너 네개 마이. 만나게 마이 발래. 오전. 레상고 외보 도와자소. 레상고 불러 걸래 선물. 코리아 마저 자그라리 와자래 예로 예베 다음에 အရေးမဟုတ်တဲ့ဟာဆိုပါလဲဆိုစောမူလ်ပေါ့တချို့ကအဲ့လိုလေးဟလာမူလ်ဒါမျိုးလေးပြောနော် group ရှိတာအဲ့လိုလောက်ကြဆိုgroup ရှိတာလို့မဖတ်အောင်နော်တချို့က group ရှိတာလို့ဖတ်တာမဟုတ်ဘူး group ရှိတာတစ်ချက်ပိတ်လိုက် group ရှိတာ group ရှိတာ뭘 살까요ဘာဝယ်ကြမလဲ잠미꽃과 잠미꽃 닌지반에 케이크를 삽시다 게임몽고 외자소 니지반에 게임몽고 외자소 어디에서 살까요? 배마 외자물래 학교 앞에 꽃가게도 있고 빵집도 있어요. 정시마 반상레 시비 너 빵몽상레베 시래 그럼 거기에 갑시다. 에디고 도와자소 소지영 오후에 선물을 사러 갑시다. 그럽시다.